အမျိုးတီအလုံးတာလီစားပါရခိုင်လိုကိုဆိုဟာရခိုင်လူမျိုးတီအတွေ့အလှတရားတစ်ခုပဲမဟုတ်ဘဲနဲ့မျိုးဆက်စစ်အမွေကိုလက်စစ်ကန်လာခတဲ့ယဉ်ကျေးမှုတစ်ခုပဲဖြစ်ပါရဲ့အေးရတနာတစ်စစ်မှာဆိုလို့ရှိခဲ့ရခိုင်လိုကိုနဲ့အသေးစိတ်ပုံဖော်ပြီးထားတဲ့ဗရေးတစ်ခုပါပါပေါ့သူနဲ့တစ်စစ်တဲ့ရခိုင်လိုကိုဒီဇိုင်းလေးကောက်ပါပါရဲ့ပြီးလို့ရှိခဲ့2008တစ်ခုပါပါပေါ့48တစ်ခုပါပါပေါ့တရားရှိရကြလို့ရှိခဲ့ရခိုင်လိုကိုဟန်ချင်းရှိပေးဖြစ်ပါရဲ့အေးရတနာပစ္စည်းတွေမှာရခိုင်လိုကိုတိကိုအကြီးအငယ်ယူပြီးကြလုပ်ပြီးထားပါရဲ့သူရဲ့တဘိုးတရားကမျိုးဆက်စစ်အမွေလိုက်ကိုအစစ်စစ်လေးစစ်ကန်လာရေးဆိုတဲ့တဘိုးနဲ့ရခိုင်လိုကိုတိကိုအကြီးအငယ်ယူပြီးလုပ်ပြီးထားပေးဖြစ်ပါရဲ့အေးရတနာတစ်စစ်ရှိကဆိုလို့ရှိခဲ့ကိုရခိုင်ရိုးရာကိုရခိုင်လူမျိုးတွေရဲ့ဘူဝခရပဲတဲဖို့ထားရတဲ့အမွေအလိုက်ကိုတစ်စစ်ပြီးတစ်စစ်လေးစစ်ကန်လာရေးဆိုတဲ့အကြိုက်ပင်နဲ့အမွေအလိုက်ပုံစံကိုအမျိုးတွေကိုယ်တိုင်ဝိုက်ဆိုင်နိုင်အောင်အတွေ့တိမ့်သက်ဆင်ရွှေလာဆိုင်ရဲ့ကိုယ်ကိုယ်တင်ကနေပြီးကအသေးစိတ်ပုံဖော်ပြီးထုတ်လုပ်ပြီးထားပေးဖြစ်ပါရဲ့နော်အေးပိုင်းရခိုင်ဒီဇိုင်းလေးဝဲရစားဒီကိုဝဲစင်ဟာကလေကိုရခိုင်လူမျိုးတွေရဲ့ယဉ်ကျေးမှုအမွေအနှစ်ကိုထိမ့်သိမ်းရလေးရောက်ပါရဲ့နော်